ရှေ့ကအပိုင်းမှာတော့ကျွန်တော်ရှန်ဂီလာဆိုတဲ့နာမည်ဘလို့ပေါ်လာခဲ့တယ်ဘလို့ပုံစံနဲ့ဖော်ပြခြင်းခံခဲ့ရလဲဆိုတဲ့အကြောင်းကိုပြောပြခဲ့ပါတယ်အခုဒီအပိုင်းမှာတော့စာအုပ်ထဲကပုံမြင်တွေကိုပဲမပြောတော့ပါဘူးမေးခွန်းတစ်ခုပဲအတိအကျမေးကြည့်ကြပါစို့ရှန်ဂီလာကိုတကယ်လိုက်ရှာခဲ့တဲ့လူတွေရှိခဲ့လားအားလုံးပဲမင်္ဂလာပါဗျChapter 01ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။သမိုင်းအကြောင်းအရာတွေနဲ့စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကိုသိရှိဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။ကဲဒါဆိုရင်ဗီဒီယိုလေးကိုစလိုက်ကြအောင်ဗျ။ရှန်ဂီလာဆိုတဲ့နာမည်ဟာစာအုပ်ထဲမှာပဲရှိနေရမျိုးမဟုတ်ပါဘူး။ Lord Horizon စာအုပ်ထုတ်ဝေပြီးတဲ့နောက်မှာအနောက်နိုင်ငံတွေမှာတောင်တက်သမားတွေပညာရှင်တွေစူးစမ်းလေ့လာသူတွေများပြားဒီနေရာကိုအမှန်တကယ်ရှိနိုင်မလားဆိုပြီးတော့စိတ်ဝင်စားလာကြပါတယ်အဲ့ဒီအချိန်ကဟိမွေနာဒေတာအခုလိုပြီးပြည့်စုံတဲ့မြေပုံမပေါ်သေးပါဘူးဒါကြောင့်မရှိဘူးလို့ပြောဖို့ထက်မတွေ့သေးတာလို့ပဲလူတွေကယုံကြည်ခဲ့ကြပါတယ်1930 1950ခုနှစ်တွေအတွင်းမှာဟိမွေနာဒေတာကိုဝင်ရောက်ခဲ့တဲ့စူးစမ်းရှာဖွေသူတွေထဲမှာအဓိကရည်ရွယ်ချက်ကတောင်တက်ချင်းမဟုတ်ဘဲနဲ့ရှန်ဂီလာဆိုတဲ့နာမည်ကိုစိတ်ဝင်စားလို့ရှာဖွေတဲ့လူတွေအများအပြားရှိခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကမြေပုံပေါ်မှာမပါတဲ့တောင်ကြားတွေလူမသိတဲ့လမ်းကြောင်းတွေကိုရှာဖွေဖို့ပါ။တချို့စူးစမ်းရှာဖွေသူတွေရဲ့မှတ်တမ်းတွေထဲမှာအလွန်ထူးဆန်းတဲ့အချက်တွေကိုဖော်ပြထားပါတယ်။သူတို့ဝင်ရောက်ခဲ့တဲ့တောင်ကြားထဲမှာအချိန်ကြာကြီးနေရတာမျိုးမဟုတ်ပဲနဲ့မိုးနှင်းမြူတွေကြောင့်မလို့လမ်းကြောင်းတွေပျောက်ကွယ်သွားကြတယ်လို့ဆိုပါတယ်တချို့ကတော့ဒေသခံတွေကဒီဘက်ကိုမဝင်ပါနဲ့ဒီဘက်ကိုမသွားပါနဲ့လို့တားမြစ်ထားတာတွေရှိတယ်လို့လည်းမှတ်တမ်းထဲမှာတွေ့ရပါတယ်အရေးကြီးဆုံးအချက်တစ်ခုကတော့ဒေသခံတွေပါဟိမွေနာဒေသကရှန်ဂီလာဆိုတဲ့နာမည်ကိုမသုံးကြပါဘူးဒါပေမဲ့အပြင်လောကကမဝင်နိုင်တဲ့တောင်ကြားအန်ဒီယေကာလမှသာဖွင့်ပေးတဲ့နေရာဒီအကြောင်းကိုအဲ့ဒီဒေသကဒေသခံတွေကဆွေစဉ်မျိုးဆက်အဆက်ဆက်ကိုပြောဆိုလာခဲ့ကြပါတယ်တချို့ဒေသခံတွေကဒီနေရာကိုလူကရှာဖွေလို့မရဘူးအချိန်ကရောက်လာမှသာလမ်းကသူ့အလိုလိုပွင့်လာပေးတယ်လို့ဆိုကြပါတယ်ဒီစကားကရှန်ဂီလာကိုနေရာတစ်ခုတည်းအခြေအနေတစ်ခုလိုဖော်ပြနေတယ်လို့ဆိုလိုနိုင်ပါတယ်တချို့စူးစမ်းရှာဖွေသူတွေကသူတို့ဟာစာအုပ်ထဲကဖော်ပြချက်တွေနဲ့အလင်းစင်တူတဲ့တောင်ကြားတစ်ခုကိုတွေ့ခဲ့တယ်လို့လည်းဆိုကြပါတယ်။အဲ့ဒီနေရာတွေမှာအလွန်တိတ်ဆိတ်ပြီးလူနေမှုပုံစံအပြင်လောကနဲ့မတူပါဘူး။ဒါပေမဲ့သူတို့ပြန်လာကြတဲ့အခါအဲ့ဒီနေရာကိုမြေပုံပေါ်ကိုပြန်လဲပြသနိုင်ခြင်းမရှိကြပါဘူး။လမ်းကြောင်းတွေကအမြဲတမ်းပြောင်းလဲနေသလိုမျိုးဖြစ်နေတယ်လို့လည်းဆိုကြပါတယ်ရှန်ဂရီလာကိုအမှန်တကယ်ရောက်ခဲ့ရင်တော့ဘာကြောင့်တက်တည်မကြံခဲ့တာလဲအကြောင်းရင်းတွေထဲမှာတောင်တန်းဒေသရဲ့သဘာဝဆန်မှုအချိန်ကြာကြီးထိမ့်သိမ်းလို့မရနိုင်တဲ့လမ်းကြောင်းတွေဒေသခံတွေရဲ့လမ်းညွန်ပြသပေးလိုခြင်းစိတ်မရှိမှုတွေလည်းပါဝင်ပါတယ်ဒါကြောင့်မတွေ့နိုင်ခဲ့တာကိုမရှိဘူးလို့ချက်ချင်းဆုံးဖြတ်လို့တော့မရပါဘူးကျွန်တော်အမြင်နဲ့ဆိုရင်ရှန်ဂရီလာကိုရှာဖွေခဲ့တဲ့လူတွေအမှန်တကယ်ရှိခဲ့ပါတယ်ဒါပေမဲ့သူတို့ရှာခဲ့တာမြို့တစ်ခုတည်းမဟုတ်ပါဘူးအပြင်လောကနဲ့ကွဲထွက်နေတဲ့နေရာတစ်ခုအခြေအနေတစ်ခုလူနေမှုတစ်မျိုးကိုရှာဖွေခဲ့တာဖြစ်နိုင်ပါတယ်ဒါကြောင့်ရှန်ဂရီလာမတွေ့သေးတာဖြစ်နိုင်တယ်လို့တွေ့ဖို့အချိန်မရောက်သေးတာလည်းဖြစ်နိုင်ပါတယ်